သူတို့ဆိုင်မှာရှိတဲ့ကောင်မလေး15ရောက်ဆို15ရောက်ပဲကြီးခွင့်ရမှာမင်းဟိုကဗာလေဟိုဆေးတွေဗာလေတုံးဘူးလားတုံးဘူးမင်းမင်းခွန်းအောင်ချောင်းနေပြီလေအဲ့ဒါလောက်လို့မင်းလောက်ပြီမင်းမလုပ်ပေးတာမဟုတ်ဘူးရအေးပြတ်တယ်အိမ်မှာအိမ်ပြင်းနေတာအိမ်ပြင်းနေတာအေးပြတ်တယ်အဲ့ဒါမလို့အဲ့လိုဆေးတိုးတဲ့ကောင်တွေကြရင်ဆေးလေးလေးတုံးထားပြီဆိုမင်းသူတို့ရဲ့အာယုံမှာစိတ်ခံစားမှုသူတို့ထည့်ပလိုက်တာဟိုပြိုစရာတွေထည့်မှာလားဝန်းနေစရာတွေလားခြေခွေးစရာတွေလားဟာနက်ပြီးရောက်တယ်အဲ့လိုထည့်လို့ရတယ်မင်းဒါရွှင်လဲနှစ်ခွက်လောက်တောက်ပြီးရင်အဲ့လိုထည့်လို့ရတယ်မင်းအာယုံထဲမှာကောင်မလေးလို့သာစိတ်အာယုံထည့်ပေးလိုက်မင်း10ရောက်လေးရတယ်15ရောက်အယောက်100လေးရတယ်စနေမှာဆို15ရောက်အယောက်20အဲ့လောက်ပဲရှိမှာဟုတ်လားနှစ်ခွက်လောက်ကစ်ကြည့်လိုက်မင်းကစ်ကြည့်လိုက်အဝင်လေးကောင်းတယ်ရောငါအဲ့လိုအတီးအမှုတ်တွေပါလေမပါလို့ရှိရင်ငါတော့ရတယ်ဟောအတီးတော့ငါစီစဉ်ပေးမယ်လို့ကောင်းတယ်လက်ပါစင်းမင်းဘာမှတော့ကြည့်တာလက်ခောက်ထိတယ်လက်ခုပ်အစမ်းနဲ့တချင်းဆိုလို့ရတယ်ဟာနေတော့မကွာတောက်ရတာမျိုးမကြလို့မျိုးမကြဘူးငါ့ကိုအဲ့ဖုန်းနဲ့တချင်းပဲဖွင့်ပေးအဲ့လိုတို့စမ်းကြည့်အရင်စမ်းကြည့်တောက်ကြည့်လိုက်တော့ကြိုက်တော့မကြိုက်ဘူးမင်းပြောသလိုစိတ်ခံစားမှုလေးနဲ့တောက်ကြည့်လိုက်အေးနှစ်ခွက်လောက်ဆိုနှစ်ခွက်လောက်နှစ်ငုံလောက်ခစ်လိုက်အောင်မင်းလာတော့မှာခွက်ကမင်းခွက်ကြည့်ဒါတော့ငါဘက်ကဒီတိုင်းမောကြည့်လိုက်ဟုတ်ဒါမဲ့အကုန်လုံးမမုန်းနဲ့ဟောမင်းရလေကွာမင်းပဲပြောတော့ဈေးတက်တာတယ်ဆိုပုံနဲ့လက်ထပ်ဝယ်ပေါ့အေးရှာရဲတောက်ကြည့်လိုက်ဆိုတော့မဆိုရငါကောင်ဝင်ကောင်းတယ်လို့ပြောသားပဲအေးဘာမှတော့မမြင်ရသေးဘူးမလာသေးဘူးမလာသေးဘူးလားမလာရင်ခိုးလိုက်အေးခေါ်လို့ဘယ်လောက်ညနေမှထွက်မင်းကဘာကိုခေါ်ခိုင်းတာတော့ဘာမလာတာတော့ငါမျက်လုံးထဲမှာမမြင်ရသေးဘူးဖီးမလာသေးဘူးဒါကိုပြောတာတငုံမဲရှိသေးလေမင်းထက်တော့လေလာလိုက်မယ်လေထက်တော့လာလိုက်မယ်လာပြီးတော့ခါတော့ပြီးသွားလိုက်မယ်နော်အေးဟာရီမမြင်းနေရဘာမြင်လဲကောင်းမလေးရောကြီးစကလေးတူတူ